Wesley Fofana ဟာဒီနွေရာသီမှာလုံးဝရောင်းရံမဟုတ်တဲ့ကစားသမားဖြစ်သွားပါပြီ။ Wesley Fofana ကိုဒီဥရောပရဲ့အကောင်းဆုံး defender တယောက်ဖြစ်လာမယ်လို့ဇာဘီအလွန်ဆိုကတော့ဗျာယုံကြည်နေပါတယ်။ Chelsea နီးဗျာဒီဇာဘီအလွန်ဆိုကဒီအသက်25နှစ်အရွယ်နောက်ခံလူ Wesley Fofana ရဲ့အရေးအသွေးကိုဗျာအရန်သဘောကျနေပြီးတော့သူနဲ့ပတ်သက်လို့ဗျာဘာပြဿနာမှမရှိဘူးလို့လည်းသိရပါတယ်။ Fofana ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဗျာဒီသတင်းမျိုးစုံထွက်ပေါ်နေပေမဲ့လည်းဒီအလွန်ဆိုဘက်ကတော့ဒီနွေရာသီမှာသူ့ကိုရောင်းထုတ်ဖို့လုံးဝအစီအစဉ်မရှိပါဘူး။အလွန်ဆိုရဲ့ဗျာဒီရေရှည်စီမံကိန်းထဲမှာFofanaအရေးပါတဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ဆက်လက်ရှိနေအောင်မှာဖြစ်ပါတယ်။အလွန်ဆိုရဲ့စိုးရိမ်မှုကဒီFofanaရဲ့ခြေစွမ်းတဲ့အရေးအသွေးပေါ်မှာမဟုတ်ပါဘူး။ပွဲတွေဗျာဒီဇက်တိုက်ကစားခိုင်းပြီးတော့ပွဲပန်းသွားမှာကိုပဲစိုးရိမ်နေတာပါ။ Fofanaရဲ့ဒီဒဏ်ရာဇဝင်ကြောင့်ဗျာအလွန်ဆိုအနေနဲ့ဒီအချက်ကိုတက်နိုင်သမျှတတိထားကင်တွယ်ချင်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းအလွန်ဆိုအနေနဲ့ခံစစ်တမ်းမှာဒီအရေးအသွေးမြေကစားသမားတွေကိုပို့ပြီးတော့ဖြည့်ရှင်တယ်။ Fofanaအနားရချိန်မှာဗျာဒီစိတ်ချလက်ချအလှဲကျလဲလှဲအသုံးပြုနိုင်တဲ့ဒီနောက်ခံကစားသမားတွေကိုလိုချင်နေတာပဲဖြစ်ပါတယ်။ပင်ပန်းမှုတွေများမယ်ဒီရာသီအရှည်ကြီးမှာဗျာFofanaကိုကြန့်ခိုင်မှုအပြည့်နဲ့ရာသီကုန်တဲ့အထိဗျာဒီပွဲထွက်နိုင်ဖို့ဆိုလို့ရှိရင်ပွဲကစားချိန်ကိုစနစ်တကျထိန်းညှိပေးဖို့နဲ့ဒီအနားပေးဖို့ကအဓိကတော့ချက်ပဲဖြစ်တယ်လို့အလွန်ဆိုကယူဆထားပါတယ်။နောက်ပြီးတော့အလွန်ဆိုကဗျာဒီFofanaရဲ့ကြန့်ခိုင်မှုအတွက်တီးတန့်ဗျာအစီအစဉ်ဆွဲနေတယ်လို့လည်းသိရပါတယ်။အလွန်ဆိုဟာဒီလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာWesley Fofanaနဲ့ဓာတ်ရိုက်တွဲဆုံဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးမှုရဲ့ဗျာအဓိကရည်ရွယ်ချက်ကတော့Fofanaရဲ့ကြန့်ခိုင်မှုအပိုင်းအတွက်အကောင်းဆုံးဖြစ်မဲ့တီးတန့်အစီအစဉ်တစ်ခုကိုနှစ်ဦးသဘောတူရေးဆွဲဖို့ပဲဖြစ်ပါတယ်။အလွန်ဆိုရဲ့အစီအစဉ်အရာဒီFofanaရဲ့ကစားချိန်နဲ့ပွဲပန်းမှုတွေကိုဗျာစနစ်တကျထိန်းချုပ်သွားမယ်။ပွဲကစားပြီးတိုင်းဗျာဒီကြန့်ခိုင်မှုပြန်လည်ကောင်းမွန်ရေးrecovery အပိုင်းကိုလည်းဂရုတစိုက်စီမံပေးသွားမယ်။တစ်ဖက်မှာလည်းဒီFofanaကိုဗျာအသင်းရဲ့အဓိကအရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ်ဆက်လက်တည်ရှိစေမှာဖြစ်ပါတယ်။ကစားသမားရဲ့ဒဏ်ရာရဆိုရင်ကြောင့်စက်ယုံထုတ်ဒီစက်ယုတ်လို့မသုံးမဲနဲ့ physical အပိုင်းကိုတေချာထိမ့်ပေးရင်လည်းဗျာဒီခန့်ဆေးရဲ့ထောက်တိုင်အဖြစ်နီးပြအလွန်ဆိုအနေနဲ့အသုံးချသွားမယ်လို့လည်းသိရပါတယ်။အလွန်ဆိုရဲ့နီးပြအဖွဲ့ဝင်ဘက်ကတော့ဒီWesley Fofanaဟာသူ့ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကိုမပြသရသေးဘူးလို့ခိုင်မာယုံကြည်နေကြပါတယ်။အလွန်ဆိုကတော့ဒီFofanaသာဒဏ်ရာကင်းစေပြီးတော့ဗျာကြန့်ခိုင်မှု 100% ရလာမယ်။ပွဲစဉ်တွေကိုပုံမှန်မပြတ်ကစားခွင့်ရလာမယ်။ပြီးတော့ဒီခန့်စစ်မှာလည်းဗျာတင့်တော်တဲ့အရန်အင်အားပံ့ပိုးမှုတွေသာရလာမယ်ဆိုလို့ရှိရင်Fofanaဟာဒီဥရောပရဲ့အကောင်းဆုံးခံစစ်မှုတွေကတယောက်အဖြစ်ရောက်ရှိလာနိုင်တဲ့အရေးအသွေးရှိတယ်လို့အပြည့်အဝယုံကြည်ထားပါတယ်။ကစားသမားတယောက်ရဲ့တကယ့် potential ကိုမြင်အောင်ကြည့်ပြီးတော့ယုံကြည်မှုအပြည့်ပေးထားတဲ့အလွန်ဆိုရဲ့လက်ထက်မှာFofanaတယောက်ဘယ်လောက်ထိတောက်ပလာမလဲဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။အနည်းချုပ်ပြောရရင်တော့ဗျာWesley Fofanaဟာဒီနွေရာသီမှာလုံးဝရောင်းရံမဟုတ်တဲ့ကစားသမားဖြစ်သွားပါပြီ။ဘလောက်ပဲမြင်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ကမ်းလှမ်းလာပါစေ။ Chelsea ဘက်ကဆွေးနွေးမှာမဟုတ်တယ်လို့နီးပြဇာဘီအလွန်ဆိုကိုယ်တိုင်ကလည်းဗျာFofanaကိုအသင်းမှာဆက်ပြီးတော့ထိန်းထားခြင်းနေတာပါ။ပြီးတော့အလွန်ဆိုရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ Fofanaကိုခေါ်ယူလိုတဲ့ကမ်းလှမ်းမှုမှန်သမျှကိုပယ်ချမယ်။သူ့ရဲ့ကြန့်ခိုင်မှုကိုအထီးခိုက်မခံဘဲနဲ့စနစ်တကျကာကွယ်ဆောင်ရှောက်မယ်။သူဘလောက်ထိဗျာထိတ်တန်းအဆင့်ရှိလဲဆိုတာကိုကဘာကမြင်တွေ့ရဖို့အကောင်းဆုံးစင်မြင့်တစ်ခုဖန်တီးပေးသွားမှာဖြစ်ပါတယ်။ဒါဟာ Fofana အတွက်တည်းမဟုတ်ပါတဲ့ Chelsea ရဲ့အနာဂတ်ခံစဉ်အတန်းအတွက်ပါအလွန်ဆိုချမှတ်လိုက်တဲ့ပြတ်သားတဲ့ရည်တည်ချက်တစ်ခုပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးသွားကြတဲ့ Chelsea ဖန်မိတ်ဆွေများအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်တွေ့ပါမယ်။